ခန္ဓာကိုယ်ကြီးရှိနေသည့်အတွက်ကြောင့်ယောဂမျိုးစုံဖြစ်ရတယ်စိတ်ရှိနေသည့်အတွက်ကြောင့်စိတ်ဆင်းရဲမှုတွေမျိုးစုံလာရတယ်ဟောဘယ်ဟာတခုမှသက်သာတာမရှိဘူးအဲ့ဒီသဘောတရားတွေကိုဆင်ញင်သုံးသပ်ခိုင်းတာဆင်ញင်သုံးသပ်လို့ဒီဖြစ်ခိုက်ကလေးတွေကိုသိလာတဲ့ဥရိယပယညာဖြစ်လာတဲ့အချိန်လေးမှာဖမ်းပြီးတော့သိလိုက်တယ်ပြတ်သွားတဲ့အချိန်လေးမှာသိလိုက်တယ်နော်တဘာဝတရားဆိုတာဟာသူကစင်စစ်မပြတ်ဖြစ်ပေါ်နေတဲ့အရာတွေသာဖြစ်တယ်ဆိုပါစို့ပို့ပြီးတော့ထင်ရှားတာရုပ်ခန္ဓာကိုယ်ကြီးကတော့မသိမချင်းရှိနေတယ်ဆိုတော့လူတွေကဒီပေါ်မှာတော့ခုဖြစ်ခုပြောင်းလို့သိချင်မှသိမှာပေါ့နော်အတန်ဆိုတဲ့ယုတ်ကလေးကိုတော့စဉ်းစားကြည့်လိုက်အတန်ဆိုတဲ့ယုတ်ကလေးဟာကြည့်ဒီတိုင်းငြိမ်နေမထွက်ဘူးလေစကားပြောလိုက်ပြီးဆိုရင်ရှာတို့အာတို့ဒါတွေကိုအကြောင်းပြုပြီးအတန်ထွက်လာတယ်အဲ့ဒီမထွက်ခင်ကအာရှာထဲမှာအတန်လေးရှိလားဆိုမရှိဘူးနော်ထွက်လာပြီးတဲ့နောက်ရောပျောက်သွားတာပဲအတန်ဆိုတာဥပမာဘာနဲ့တူတော့ဆိုရင်စောင်းအိုးနဲ့စောင်းကိုကြည့်လိုက်စောင်းအိုးထဲမှာလည်းအတန်မရှိဘူးစောင်းချိုးထဲမှာလည်းအတန်မရှိဘူးတီးတဲ့လက်ထဲမှာလည်းအတန်မရှိဘူးသို့တော့စောင်းချိုးစောင်းအိုးတက်ဆင်ထားတဲ့အချိန်မှာလက်နဲ့တီးလိုက်ရင်အတန်ဆုံးထွက်လာအဲ့တော့ရှုတရားနံတရားတွေကိုယ်တဏ္ဍမှာဖြစ်နေတဲ့သဘာဝတရားတွေဟာမရှိခင်ကတဏှာမှာစုဝေးတည်ရှိနေတာမျိုးလည်းမရှိဘူးပြတ်သွားပြီးတဲ့နောက်လည်းပဲတဏှာမှာသွားပုံနေတယ်ဆိုတာမရှိဘူးတဲ့နော်အကြောင်းတရားရှိလို့သာဖြစ်လာတယ်ဘယ်နေရာမှရောက်လာတာမဟုတ်ဘူးမဖြစ်ခင်ကလည်းအစုဝေးနဲ့ရှိနေတာမဟုတ်ဘူးဖြစ်ပြီးရင်လည်းပဲလုံးဝပြောင်းကွယ်သွားတဲ့သဘောတရားတွေကိုထိအောင်ရှုမြင်သုံးသပ်လာနိုင်ပြီဆိုလို့ရှိရင်ဒါဥရိယပယညာဆိုတာဖြစ်လာအဲ့ဒါကြတော့ပစ္စုပန်ဆက်ဆက်ဆိုတာတွေကိုသဘောပေါက်လာမှာဖြစ်တယ်ပေါ့ထွက်လေဝင်လေလေးကိုစဉ်းစားကြည့်လိုက်နော်ရှုသွင်းလိုက်တဲ့အခါမှာလေလေးကနာသီးပြားလေးထိပြီးတော့သွားတယ်ထိလိုက်တဲ့အချိန်လေးမှာထိမှန်းသိလိုက်တယ်ရှိုက်ထုတ်လိုက်တဲ့အခါမှာလည်းနာသီးပြားကိုလေလေးထိသွားတယ်ထိသွားတဲ့လေလေးထိလိုက်တဲ့အချိန်မှာထိမှန်းသိလိုက်တယ်လေလေးရဲ့လေထိတဲ့နေရာရဲ့ထိမှန်းသိလိုက်တာရဲ့သုံးခုဟာတပြိုင်တည်းပျောက်သွားတာတပြိုင်တည်းပေါ်လာတယ်လို့တပြိုင်တည်းပျောက်ပြီးတော့သွားကြတယ်အဲ့ဒီလိုတပြိုင်တည်းပေါ်တပြိုင်တည်းပျောက်သွားတဲ့သဘောတရားတွေကိုဥရိယပယညာအဆင့်ရောက်လာလို့ရှိရင်ဆင်ញင်သုံးသပ်နိုင်လာတဲ့ရှုမြင်သုံးသပ်လာနိုင်တယ်ပေါ့အဲ့ဒီအဆင့်ရောက်လာရင်ဒါတိရဏပရိညာဝိပဿနာလို့ခေါ်တယ်ပေါ့အကျမ်းပြေဒီလိုမှတ်သားတာအဲ့ဒီအချိန်မှာသဘာဝတရားတွေရဲ့မမြဲတဲ့သဘောဆင်းရဲဒုက္ခရဲ့သဘောကိုယ်စိုးပိုင်မှုကိုယ်အလိုတိုင်းမဖြစ်တဲ့အနတ္တသဘောတွေကိုရှင်းရှင်းကြီးသိနားလည်လာပြီသဘာဝတရားတွေရဲ့အနေထားတစ်ခုကြနာနာဖြစ်မှုပြက်မှုကနေပြီးစောင့်ကြည့်ရင်ကနေပြီးရှုမြင်လာတဲ့ဝိပဿနာဉာဏ်ဥရိယပယဉာဏ်ဆိုတာဖြစ်လာတယ်တဲ့အဲ့ဒီဥရိယပယဉာဏ်ဖြစ်လာလို့ရှိရင်တိရဏပရိညာဆုံးဖြတ်ချက်ချလိုက်ပြီးလောကမှာသင်္ခါရဆိုတာဘယ်ဟာမှမမြဲဘူးမမြဲတဲ့အရာမှန်သမျှဟာဒုက္ခလို့မရှိဘူးဒုက္ခတွေကြီးပဲငါဘာမှမတတ်နိုင်ဘူးအတ္တဆိုတာမရှိဘူးအနတ္တပဲလို့ဒီလိုဆုံးဖြတ်နိုင်စွမ်းရှိသွားတဲ့ပရိညာအသိပညာကိုတိရဏပရိညာလို့ခေါ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမပေါ်မှဝိပဿနာဆိုတဲ့အသိဟာသိတာဖြစ်တယ်သာသနာတော်နဲ့ကြုံတဲ့အခါမှသာလေဒီအသိမျိုးဟာဟောနိုင်ပြောနိုင်တဲ့မြတ်စွာဘုရားရဲ့ဒေသနာတော်မှာသာရှိတာမို့ဖြစ်သည့်အတွက်ကြောင့်မိမိတို့ဘုရားမြတ်စွာသာသနာတော်နဲ့ကြုံတွေ့နေတဲ့အခိုက်လေးမှာမိမိတို့ဘဝမှာတစ်ချိန်တစ်ခါပဲဖြစ်စေဒီကုသိုလ်ဖြစ်အောင်တို့တွေကြိုးစားအထောက်ကြရမှာဖြစ်တယ်မိဒီယောပေါ်တန်နေလို့တို့ဟာအခွင့်ကောင်းကြီးကိုလွတ်သွားနိုင်တယ်ဒါကြောင့်မို့မိဒီယောပေါ်တန်ခြင်းမရှိပဲဝိပဿနာအသိဉာဏ်လေးဖြစ်ဖူးအောင်တို့တွေကြိုးစားအထောက်ကြမယ်လို့ကိုယ်စီသဘောကျပြီးတိရဏပရိညာဝိပဿနာဖြစ်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း